အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြင်းမလားမှာငါးမြပစ္စည်းဝယ်လို့အကောင်းဆုံးဆိုင်လေးကိုညွှန်ပြပေးချင်ပါတယ်ဗျကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်စိန်ရုပ်တို့ရောက်ပြီပေါ့ဒီဘက်လမ်းသွားလို့ရှိရင်တော့အမြန်လမ်းကြီးဗျကျွန်တော်တို့ခုသွားမယ်လမ်းဒီဘက်ရန်ကုန်မန္တလေးလမ်းဟောင်းထဲကိုဝင်သွားရမှာဗျကဲတစ်ချက်လောက် let's go ဒီဘက်လမ်းဟောင်းတိုင်းတဲ့ဝင်လာပြီလို့ရှိရင်ဆိုတော့ကံငွေကိုရောက်ပြီပေါ့ဗျာ။ဒါ B3 mobile ဆိုင်ဖို့။ဒါကနေတန်းတန်းလေးပဲဆက်မောင်းလာခဲ့မယ်။ဒီမှာဒါဆိုကံဦးရေကသက်ရောက်ပြီပေါ့ဗျာ။ကံဦးရေကသက်။ကံဦးရေကသက်။အဲ့ရှေ့လေးကိုနည်းနည်းလေးကြော်လိုက်တာနဲ့ကျွန်တော်တို့လမ်းပြက်လေးရှိရဗျ။အဲ့ရှေ့လေးကိုနည်းနည်းလေးကြော်လိုက်။ကြော်လိုက်ဆိုလေဒီကားဝက်ရှော့ကြီးမှာကားဝက်ရှော့ကားဝက်ရှော့လမ်းကြားလေးကိုဝင်မယ်ဗျာဒီကားဝက်ရှော့ဒီလမ်းကြားလေးကိုဝင်မယ်လမ်းကြားလေးရောက်ပြီဆိုတော့ဖတ်တော့ကြာသွားတယ်လမ်းကြားဒါနာမည်ပဲမခွေကြတယ်မလို့တော့အဲ့ဒါပဲကျွန်တော်ရှင်းတာနှစ်ချက်လောက်ခွေတယ်ဆန်ရောက်ပြီလားဘော်ဒီကနတိုက်လမ်းရောက်နေကြတယ်လမ်းကြီးနှစ်ချက်လောက်ဆိုလို့ဒီမှာဘယ်ဘက်တောင်ကြည့်လိုက်တာနဲ့ဒီမှာ A1 မများပစ္စည်းဆိုင်မုတ်လေးကိုတွေ့ပြီးအဲ့လမ်းကြားလေးလည်းဝင်သွားလိုက်မယ်။ဒါပေါ့လမ်းကိုခင်းခင်းမရဘူး။ညရောက်ဒါဆိုတော့ကျွန်တော်ဆိုင်ရောက်ပြီပေါ့။ဆိုင်ရောက်ပြီ။အားလုံးပဲဒီရောက်ပြီဆိုလို့ဒီမှာကျွန်တော်ပစ္စည်းကစုံနေရှိတယ်ဘယ်လိုလဲဟောမှာဒီမှာဗီဒီယိုလာရိုက်ပေးနေရတယ်ဆိုလောကတော့မှပစ္စည်းမှဈေးနှုန်းမှန်တယ်အကုန်လုံးလာရောက်ကြည့်ရှုလို့ရပါတယ်ဗျဒီမှာဘယ်လိုဗီဒီယိုလာရိုက်ပေးနေလဲဆိုတာမလာဖို့လည်းတော့ခေါ်ခိုင်းနေလို့လားပြန်ပို့ခိုင်းဒီမှာပစ္စည်းမှဈေးနှုန်းမှစတီး BC တွေကဆိုလို့ရှိရင်တော့3000ဝန်းကျင်ရနေပြီမှ3ကျော်တယ်ရှိရဗျSP တွေကဆိုလို့ရှိရင်လည်းဈေးတင်းနေလေးပါပဲသူဈေးတန်းနဲ့သူကတော့3ပြောပါတယ်ဗျဘယ်ဒါကုံဆောင်ကြိုက်တာလေးလာရောက်ကြည့်ရှိလို့ရပါတယ်ဗျငါးများပိုက်လေးပစ္စည်းစုံဟယ်လိုကိုကြီး